အာချမ်းသာလားအာချမ်းကနဖူးမှာချွေးတွေဆိုနေပြီးလက်တီးကိုတင်းတင်းဆုပ်သွားကိုတင်းတင်းကြိတ်ထားရင်မနာပါဘူးလို့ပြန်ပြောတယ်ဒါဆိုရင်ပုံမြင်မြန်တက်တာသွားအောင်အနောက်ထပ်2ချောင်းလောက်ထပ်ဆိုင်လိုက်အောင်မယ်အိမ်အောင်ကြပြီးဒုတိယမြောက်နေ့မှာတင်ကျမကတားတက်ယုံမှာဝတ်တက်နေရပြီအိမ်မှာကနေတိုင်းစေးတောက်ပြီးပတ်စံကုန်နေတဲ့လူမမ2ယောက်ရှိတာလေကျမဘယ်လိုလုပ်ပြီးနားနေနိုင်မှာလဲအာချမ်းကကျမတို့အိမ်ကိုတမက်အဖြစ်ရောက်လာတာမို့လို့သူ့အိမ်ကိုပြန်စရာလဲမလို့တလို့ရောက်ခမတွေကိုလည်းလှုပ်ကြွေးစရာမလိုဘူးကျမအမေကအိမ်မှုကိစ္စတွေအကုန်ဦးစီးတာဆိုတော့အရာရာအဆင်ပြေပါတယ်ဒါပေမဲ့အာရှမ်းကစေးကားတာကိုမကြိုက်ဘူးအတီးတကြားလုံးထုတ်ထိုးလေးကျွေးမှပဲစေးတောက်တာဒါကြောင့်နေတိုင်းသူ့အတွက်အတီးတကြားလုံးတစ်ချောင်းသွားဝယ်ပေးရတယ်နောက်ဆုံးတော့မုံတေကတော့ကျမကိုမှတ်မိသွားပြီးရှုကတော့ယောက်ျားအတွက်တကြားလုံးလာဝယ်ပြန်ပြီလားဒါကသူ့အတွက်တီးတန့်ဖယ်ထားပေးတဲ့တကြားလုံးလေးပါလို့ပြောရှာတယ်လူတွေကကျမကိုကြည့်ပြီးပြုံးစီစီနဲ့ဝိုင်းစားကြတာပေါ့ဒီရွယ်ကြီးအထိဘသူကတကြားလုံးစားနေသေးလို့လဲတဲ့လူတွေကရှုကတော်ရဲ့ယောက်ျားကဦးကြောင်ကြောင်လို့ပြောကြတယ်ဦးကြောင်ကြောင်မဟုတ်ရင်ဘသူကသားသက်သမီးစီတမက်အဖြစ်အိမ်အောင်လာပြုတ်မလဲတဲ့ရှင်တို့ကမနာလို့ပြောနေတာပါရှုကတော်ရဲ့ယောက်ျားကတအားချောတာနော်ကျမသာအဲ့ဒီလိုချောတဲ့ယောက်ျားရရင်တကြားလုံးတင်မကဘူးနေတိုင်းသားတော်ကြွေးထားအောင်မယ်သူကတကြားလုံးတင်မကဘူးနေတိုင်းသားလဲစားကျင်တာလေတော်သေးတာကလွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းကကျမပတ်စံလေးနည်းနည်းစုပြီးမြေခွက်တွေဆိုင်ကန်းတွေဝယ်ထားလို့အိမ်ငါးခါရနေတာမဟုတ်ရင်ဒီလူမမ2ယောက်ရဲ့စရိတ်နဲ့တင်ကျမဘဝပြက်နေလောက်ပြီးတနေ့ကိုဝက်တကောင်တက်တဲ့စီကန်းကမလောက်တော့ဘူးထင်တယ်2ကောင်လောက်တက်မှအဆင်ပြေမယ်တောဝက်တိုက်လို့ဒဏ်ရာရသွားတဲ့အဲ့ဒီအဖိုးကြီးက3ရက်လောက်တတိမိမျောနေခဲ့တာသူမျက်လုံးပွင့်လာပြီးကျမအမေကိုမြင်မြင်ချင်းကြောက်ရွံ့လို့တောင်းကြီးဖြစ်သွားပြီးတော့ယူနီယံမင်းလားငါ့ကိုထားမသွားပါနဲ့နော်လို့ပြောတယ်ကျမအမေလည်းတအားစိတ်မသက်မသာဖြစ်သွားပြီးအဖိုးကျွန်မလက်ကိုလှုပ်ပါအောင်လူမားနေပြီထင်တယ်ကျမနာမည်ကရှုအားပါရှင်ပြောတဲ့ယူနီယံမဟုတ်ပါဘူးလို့ပြောလိုက်တယ်ဒါပေမဲ့အဲ့ဒီအဖိုးကြီးကငိုပါလေရောယူနီယံမင်းပါလို့ငါ့ကိုမမှတ်မိတာလဲငါ့ကိုစိတ်နာနေတော့မဲလားငါစစ်ထဲရောက်နေတော့မိမိဖွားတာကိုအချိန်မီမပြန်လာနိုင်ခဲ့လို့မင်းနဲ့ကလေးကတည်သွားခဲ့ရတာဒီနှစ်တွေတခြားလုံးငါမင်းတို့သားမိကိုစောင့်နေခဲ့တာငါ့ကိုပါမင်းတို့စီခေါ်သွားပေးပါတော့တယ်ပြီးတော့သူကကျမကိုလှမ်းကင်ပြီးဒါငါတို့သမီးလေးလားမင်းနဲ့တအားတူတာပဲလို့ပြောပြန်တယ်ကျမစိတ်ထဲကနေဟောပြအရင်တယောက်ကဦးကြောင်ကြောင်အခုတယောက်ကယူကြောင်ကြောင်အပြင်ကယောက်ျားတွေကိုရှောက်မခေါ်လာတင်ဘူးပဲလို့တွေးလိုက်မိတယ်ကျမအမေကမုံဆိုးမဖြစ်နေတာ10နှစ်ရှိပြီးဂုံတိတ်ခါကိုတအားထင်းသိမ့်နေသူဒါကြောင့်ကျမတို့ကိုအမြန်လူခွဲလိုက်ပြီးအဖိုးတကယ်လူမားနေတာပါကျမဖေဆုံးတာ10နှစ်ရှိပြီးလာပြီးပတ်သက်မှုတွေရှောက်မလုပ်ပါနဲ့လွန်ခဲ့တဲ့ရက်ပိုင်းကရှင်ကျမအမေကိုတောဝက်ရန်ကနေခဲ့ပေးခဲ့တာမမှတ်မိတော့ဘူးလားလို့ပြောလိုက်တယ်ကျမစကားကိုကြားတော့အဖိုးကြီးကတိတ်သွားပြီးလက်ကိုဖြည်းဖြည်းချင်းလှုပ်လိုက်တယ်ပြီးတော့ကျမကိုအနှဲငယ်ဥညွတ်ပြီးကျေးဇူးတင်ပါတယ်သမီးလေးငါရဲ့ရိုင်းဆိုင်မှုကိုခွင့်လွှတ်ပါယူနီယံနဲ့ကလေးကငါ့ကိုလာခေါ်တာလို့ထင်မိသွားလို့ပါငါလည်းအိုပါပြီးမိမလည်းမရှိသားသမီးလည်းမရှိတနာစရာကြီးပါပဲလို့ပြောတယ်ကျမကလည်းကိစ္စမရှိပါဘူးအဖိုးတန်ရရတာကျမအမေကိုကယ်ရင်ဖြစ်တာဆိုတော့ကျမတို့တာဝန်ယူပေးပါမယ်ဒါပေမဲ့ကျမတို့အိမ်ကသေးတော့အဖိုးထင်းအိမ်ထဲမှာပဲအေးရလိမ့်မယ်လို့ပြောလိုက်တော့သူကကိစ္စမရှိပါဘူးငါလူသေးအလောင်းတွေကြားထဲမှာတော့အိတ်ခဲ့ဘူးတာပဲထင်းအိမ်ဆိုတာငါအတွက်စီးစိမ်ပဲတဲ့ဒီလောက်တောင်တူတဲ့လူ2ယောက်ဘယ်လိုလုပ်ရှိနိုင်မှာလဲကျမအမေကကြောက်ကြောက်လန့်လန့်နဲ့ကျမနောက်မှာပုံနေတယ်အိမ်ထဲမှာကျမအမေကိုမျက်တောင်မခတ်တစိမ့်စိမ့်စိုက်ကြည့်နေတဲ့အဖိုးကြီးတယောက်ရှိနေတာကတကယ်ပဲရှက်စရာကောင်းပြီးစိတ်နှောက်ယှက်ဖြစ်ရတယ်ဝတ်သက်နေရင်တောင်စိတ်ကအာရုံမရဘူးအာရှနာထောင်ဆန်းအခုကစပြီးအဲ့ဒီအဖိုးကြီးအတွက်သမင်းအဝတ်စားနဲ့လိုအပ်တာမှန်သမျှအကုန်လုံးမင်းမဲသွားပေးသူရေချိုးရင်လည်းမင်းမဲလုပ်ပေးသူကျမအမေကိုမျက်စိကျနေတာမျိုးလုံးဝအဖြစ်မခံနဲ့ကျမပထွေးမလို့ခြင်းဘူးမင်းတေချာလုပ်ပေးရင်မင်းလိုချင်တာအကုန်ဝယ်ပေးမယ်အာချမ်းကအစားကြီးတဲ့သူစားဖို့ပဲစိတ်ထဲရှိတာကျမစကားကိုကြားတော့သူကစိတ်ချပါမိမသူတို့ကိုလုံးဝအတွေ့မခံစေရဘူးလို့ပြောတယ်ကျမလည်းသူ့ကောင်းကိုပို့ပေးရင်အာချမ်းကတအားလိမ်မာတာပဲလို့ချီးမွမ်းလိုက်မိတယ်အဲ့ဒီမှာတင်အာချမ်းကကျမအပေါ်ကိုအမိုးပြီးလှဲချလိုက်ရင်မိမကျွန်တော်လိုချင်နေတဲ့ကျမမျက်နှာတစ်ခုလုံးနေရဲသွားပြီးသူ့ကိုယ်ကိုဖျက်ရိုက်လိုက်တယ်ဘာတွေလျှောက်တွေးနေတာလဲအမှန်တော့အဲ့ဒီရိုက်ချက်ကမရည်ရွယ်ပဲလက်ပါသွားတာပါအာချမ်းကအဆိုင်ထားတာလဲကြပြီဆိုတော့ခေါင်းထဲကသွေးခဲကပျော်လောက်ပါပြီဒါပေမဲ့ကျမလက်ချက်ကြောင့်သူမြေကြီးပေါ်လဲကြပြီးသတိမေ့သွားတော့တာပဲကျမတုံလုံးချောက်ချပြီးဆရာဝန်စီအပြေးလွှားသွားရှာရတယ်ဆရာဝန်ကြီးကျမရိုက်လိုက်မိလို့ကျမယောက်ျားထိခိုက်သွားပြီထင်တယ်ကျေးဇူးပြုပြီးတေချာလေးစစ်ဆေးပေးပါအောင်တောင်းပန်ပါတယ်ဆရာဝန်ကသူ့သွေးခုံတုံးကိုစမ်းပြီးကောင်းကိုစစ်ဆေးပေးပြီးနောက်ရှုကတော့တင်းယောက်ျားဘာမှမဖြစ်ပါဘူးအဆိုင်ထားတာကြောင့်သွေးခဲကပျော်သွားပါပြီမကြခင်သတိရလာလိမ့်မယ်လို့ပြောတယ်အဲ့ဒီစကားကိုကြားတော့ကျမရင်တုံရမလို့ဝမ်းသာရမလို့ဖြစ်သွားတယ်ဒီလောက်အချိန်ကြာကြီးပြီးမှသူ့မှတ်ဉဏ်တွေပြန်ရလာတော့မှလားကျမအာချမ်းကိုတန်ရောစင်တွေမိနေပြီလေသူသားမှတ်ဉဏ်ပြန်ရလို့ထွက်သွားရင်ကျမဘယ်လိုလုပ်မလဲဆရာဝန်ကဒါကတော့သူနိုးလာတဲ့အခါဘယ်လိုဖြစ်မလဲဆိုတဲ့အပေါ်မှာမူတည်တာပေါ့လို့ပြောတယ်ဆရာဝန်ကနန်းတွင်သမားတော်ရဲ့မြေးဆိုတော့တကယ်ပဲတော်တဲ့ဆရာဝန်တူပါအဆိုင်ပြီးနောက်မှာအာချမ်းကဖြည်းဖြည်းချင်းနိုးလာခဲ့တယ်သူမျက်လုံးကိုဖြည်းဖြည်းချင်းဖွင့်လိုက်တဲ့အချိန်မှာကျမမျက်ရည်တွေပိုးပိုးပေါက်ပေါက်ကျလာပြီးသူ့လက်ကိုလှမ်းကင်လိုက်တယ်အာချမ်းမင်းနောက်ဆုံးတော့နိုးလာပြီပဲအကုန်လုံးကျမအဖြစ်တွေပါမင်းကိုမရိုက်လိုက်တင်ဘူးဒါပေမဲ့သူ့မျက်ဝန်းတွေထဲမှာအေးဆက်ခတ်ထန်မှုနဲ့ရက်ဆက်ကြမ်းကြုတ်တဲ့အရေးအယောင်တွေကိုကျမမြင်လိုက်ရတယ်ကျမလန့်ထန့်သွားပြီးဘာမှဆက်မလုပ်ရဲပဲတောင်းကြီးဖြစ်သွားမိတယ်အဲ့ဒီအကြည့်ကအာချမ်းရဲ့အကြည့်မျိုးမဟုတ်ဘူးအာချမ်းရဲ့မျက်လုံးတွေကအမြဲတမ်းတောက်ပပြီးနှွေးထွေးမှုတွေနဲ့ပြည့်နေနေတာလေဒါပေမဲ့အခုသူ့ရဲ့အကြည့်ကတော့တင်းမာပြီးအေးဆက်လွန်နေတယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှတင်သူ့ရဲ့အကြည့်ကဦးကြောင်ကြောင်ကလေးလေးတယောက်လိုပြန်ဖြစ်သွားပြီးမိမမငိုပါနဲ့ကျွန်တော်ဘာမှမဖြစ်ပါဘူးမနာတော့ဘူးလို့ပြောတယ်တော်သေးတာပေါ့မင်းတို့လာလို့နေလို့မကောင်းတာရှိသေးလားတခုခုကိုမှတ်မိလားမမှတ်မိဘူးဘာမှမမှတ်မိဘူးမိမကိုပဲမှတ်မိတယ်ပြီးတော့ခေါင်းထဲနဲ့ကြိုက်တယ်မမှတ်မိရင်လည်းအတင်းမတွေးနဲ့တော့မင်းနေကောင်းဖို့ပဲအရေးကြီးတယ်ဒါပေမဲ့ဆေးကိုတော့ဆက်တော့ရမယ်နော်ကျမလည်းကျေးဇူးတင်စကားဆိုရင်ဆရာဝန်ကိုလိုက်ပို့လိုက်တယ်အိမ်ထဲပြန်ဝင်လာတော့အာချမ်းကကျမနောက်မှာမတ်တက်ရက်နေတာကိုမြင်ရတယ်ကျမတို့စီအမြန်ပြေးသွားပြီးတွဲလိုက်ရင်မင်းခုတင်ပဲနိုးတာကိုအပြင်မှာဘာထွက်လုံနေတာလဲသွားပြန်လာတော့မင်းဘာမှမဖြစ်တာတော့သေးတာပေါ့မင်းသာတခုခုဖြစ်ရင်နောက်တစ်စက္ကန့်မှတင်အာချမ်းကခေါင်းကုန်ပြီးကျမရဲ့နှကန်းတွေကိုငုံနှမ်းလိုက်ပြီးကျမပြောမယ့်စကားလုံးတွေကိုအကုန်အာကတွင်နဲ့တင်းကျုံယူသွားတော့တယ်ကျမနဲ့အာချမ်းကအရင်ကလည်းနမ်းဖူးပါတယ်ဒါပေမဲ့အမြဲတမ်းဖွားဖွားလေးထီယုံတင်နှမ်းခဲ့တာပါအာချမ်းမင်းဘယ်တော့ကစပြီးဒါမျိုးတွေတက်နေတာလဲအာချမ်းကကျမကိုတင်းတင်းကြပ်ကြပ်ဖတ်ထားရင်အာချမ်းကမိမနာမှာအမြဲတမ်းရှိနေမှာပါလို့ပြောတယ်
သူကပို့ပြီးတော့ကယူနာတက်စရာကောင်းလာသေးတယ်အဲ့ဒီနေပြီးကလေးကအာချမ်းကအရင်တိုင်းဘာမှပြောင်းလဲမှုမရှိဘဲနေခဲ့ပါတယ်ဒါပေမဲ့ကျမတို့နှစ်ယောက်တည်းရှိနေတဲ့အချိန်တွေမှာအထူးသဖြင့်လင်မယားအိယာထဲမှာအရာအလုံးကတစ်ခုခုထူးခြားကွဲပြားနေတယ်ဆိုတာကိုကျမသတိထားမိလာတယ်သူကအရင်လိုနည်းနည်းပပနဲ့မရောက်ရဲတော့ဘူးမရောက်ရဲုံတင်မကဘူးနီလန့်တဲ့အစမ်းတွေကိုပါရှောက်ပြီးစမ်းတက်လာပါတော့တယ်